ကိုကေ AI နေကခင်းနဲ့ညီမလိုက်နိုင်သုံးလို့တော့အဆင်မပြေဘူးချက်ကြည့်ပြီးတော့မရှင်နိုင်ဒီလို AI နယ်ပယ်မှာကိုကေကခင်းနောက်ကြံခဲ့တဲ့အဖြစ်မျိုးပြန်စဉ်းစားကြည့်လိုက်ရင်မနစ်တနေ့ရလို့ပဲဒါမဲ့အခုအားလုံးသုံးနေတဲ့ကိုကေကတော့အရင်လိုခင်းနောက်ကြံခဲ့တဲ့ကိုကေမဟုတ်တော့သူကအပြိုင်ဆိုင်နေကြမှာတိုးတက်အောင်စူးစမ်းနေရတဲ့ AI company တွေထဲမှာရှေ့ရနေဥဆောင်နိုင်နေတဲ့ company တခုပြောရရင် AI ပြိုင်ပွဲမှာအနိုင်ရနေတဲ့ company တခုဖြစ်လာပြီအဲ့တော့ဒီလိုမျိုးနောက်ကုတ်ကြံနေတဲ့အခြေအနေကနေပြီးတော့ရှေ့ရနေဥဆောင်နိုင်တဲ့အခြေအနေထိရအောင်ကိုခဲဘက်ကနေဘယ်လိုမျိုးကြီးစူးစမ်းခဲ့လဲဆိုတာကို right တို့ discuss လုပ်ကြည့်ရပြီးခဲ့တဲ့နှစ်2025နိုဝင်ဘာလောက်ကကိုခဲဘက်ကနေပြီးတော့မှသူတို့ရဲ့ powerful အဖြစ်ဆုံး language model ဖြစ်တဲ့ Gemini 3ကိုထုတ်ပြလာတယ်ဒီ Gemini 3ကဘယ်လောက်ထိအောင်မှကောင်းလဲဆိုတော့ ChatGPT ရဲ့နောက်ဆုံးထွက်ထားတဲ့ GPT-5 နဲ့ယှဉ်ရင် response ဘိုင်းတွေမှာပို့ပြီးတော့မှတာတယ် OpenAI ဘက်ကလည်းအချိန်ကြီးမှန်မှန်သိတော့ correct ဆိုပြီးတော့မှကြီးညာလာရရှိဒီအကြောင်းသတင်းတွေက tech နဲ့ AI နယ်ပယ်မှာလုံးဝဟိုးလေးတကြော်ဖြစ်သွားခဲ့တာအဲ့တော့ပြန်စဉ်းစားကြည့်မယ်ဆိုရင် Google ရဲ့ Gemini 3က OpenAI တခုတည်းအတွက်ကိုအနည်းရှိနေတာမဟုတ်တခြား AI နယ်ပယ်တွေမှာရှေ့ဆုံးကနေပြေးနေတဲ့ Nvidia, Oracle ပြီးတော့ Microsoft တို့ AMD တို့အပြင် Meta တို့လိုမျိုး AI CRE နဲ့ပါ Google ကလိုက်ပြိုင်နေတာပြိုင်တဲ့ပုံစံကလည်းတခြားဘယ် company မှမလိုက်နိုင်တဲ့ပုံစံမျိုးနဲ့လက်ရှိအနေအထားအရဘလို့ကြီးပဲအပြောင်းလဲဖြစ်နေပါစေနောက်ဆုံးကြရင်ကိုကေကအနိုင်ယူနိုင်မဲ့ပုံစံမျိုးဒါက right ခံမဲ့တာမဟုတ်ဘူးနော်အခု AI နယ်ပယ်မှာတင်နေကြတဲ့သတင်းတွေကသိလာရတာဘာလို့ကိုကေကနိုင်ရတယ်လို့ပြောရတယ်ဆိုအကြောင်းရင်းကိုနားလည်အောင်ရှင်းပြရရင်အရင်တော့အခက်ခဲကြီးကြုံခဲ့တဲ့အရင်ချိန်ကကိုကေအကြောင်းကိုပြန်သွားကြည့်ရမယ်အရင်ချိန်ဆိုပေမဲ့လည်းအရင်တော့တိတ်မကြသေးပါဘူးအခုမြင်နေရတဲ့ AI နေစပြီးတော့ပေါ်ခဲ့တဲ့အချိန်2020လောက်က Google အနေနဲ့ company တမိုင်းတစ်လျှောက်မှာကြီးမားတဲ့တရားရင်ဆိုင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာ။အဲ့ဒီတော့ Google က search and search advertising ဘိုင်းတွေမှာတရားမဝင်လက်ဝက်ကြီးအုပ်မှုတွေနဲ့ US government တရားစွဲခဲ့ပြီးတော့ jury တွေကလည်း Google ဘက်ကနေအပြစ်တွေးရှိကြောင်းပြောခဲ့ကြတာ။ဘယ်လောက်ထိတောင်မှဆိုးလဲဆိုတော့ Google အနေနဲ့သူ့ရဲ့လက်အောက်မှာရှိနေတဲ့ Chrome နဲ့ Android နှစ်ခုကိုတီးသန့် company အနေနဲ့ခွဲထွက်ရမလို့တော့ဖြစ်ခဲ့တာ။ဒါမဲ့တကယ်တမ်းကျတော့လေခွဲလဲမထွက်ခဲ့ရသလိုဒီလောက်ထိ case အကြီးဖြစ်တာတော့မှဒီ search engine market မှာကိုကေရဲ့လက်ဝက်ကြီးအုပ်နိုင်မှုကရော့မသွားဒီလိုနဲ့2020နိုဝင်ဘာလလောက်မှာ OpenAI ကနေ ChatGPT ကိုထုတ်ပြလိုက်တဲ့အချိန်ကနေစပြီးတော့မှအခြေအနေတွေပြောင်းလဲသွားခဲ့တာ ChatGPT ကတော့ပြောရမယ်ဆိုရင်စက်သက်မှုအသေးလေးတစ်ခုအနေနဲ့ပဲထုတ်ပြခဲ့တာတကယ်တမ်းလက်တွေ့မှာဘာတွေဖြစ်လာလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲထုတ်ပြပြီး2လလောက်အကြာမှာ ChatGPT ကိုသုံးတဲ့ user ပေါင်း100 million လောက်ဖြစ်လာပြီးတော့မှ tech နယ်ပယ်တစ်ခုလုံး AI အကြောင်းတွေနဲ့ပဲပြည့်ညက်သွားတဲ့အထိကိုအောင်မြင်လာခဲ့တာ Google ရဲ့ဝင်ငွေတဝက်လောက်က search advertising ပုံမှာမိခိုနေရတဲ့အချိန် response ဘိုင်းမှာအများကြီးပိုတာပြီးတော့အချိန်လဲအကြာကြီးစောင့်စရာမလိုတဲ့ ChatGPT က Google အတွက်တော့အနေတစ်ခုလိုဖြစ်လာတယ်အကြောင်းအရာတစ်ခုကိုကိုကသိကျင်လို့ Google search bar မှာရှာလိုက်မယ်ဆိုရင် link တွေတစ်ခုပြီးတစ်ခုဝင်ရတယ်ပြီးတော့ article တစ်ခုပြီးတစ်ခုဖတ်ပြီးတော့မှသိရတဲ့အခြေအနေမှာ ChatGPT ကကြတော့ကိုသိကျင်တဲ့အကြောင်းအရာအားလုံးနှီးပါးကိုပြည့်ပြည့်စုံစုံနဲ့အချိန်ခဏလေးပြင်မှာသိရတာဆိုတော့အန်ရများနေရလဲမထူးဆန်းဘူး Google အနေနဲ့ကလည်းသူကိုယ်တိုင်လက်ဝက်ကြီးအုပ်ထားတဲ့စီးပွားရေးတစ်ခုကိုအပါမခံနိုင်အောင်ဒါမဲ့လေရွေးချယ်စရာလည်းရှိမနေဘူး ChatGPT နဲ့အပြိုင် AI ထုတ်မယ်ဆိုတော့လေတစ်ဖက်ကငွေရင်းဖြစ်တဲ့ search engine ဘိုင်းကိုလူသုံးနေတဲ့ပြဿနာလည်းရှိနေသေးတယ်။နောက်ပြီးတော့ AI ကအနာဂတ်စီးပွားရေးတစ်ခုလိုမျိုးဖြစ်လာမှာဆိုတော့သူတို့အနေနဲ့နေရာစောစောမယူထားနိုင်ရင် Windows ဖို့ပိုခတ်သွားမှာ။ဒီလိုနဲ့2020လောက်ကနေ4နှစ်လောက်တရားရင်ဆိုင်အပြီးမှာ2024မှာတရားသူကြီးကဆုံးဖြတ်ချက်ချပြီးတော့တရားစီရင်ခဲ့။ဘယ်လိုတရားစီရင်တာလဲဆိုတော့ Google အနေနဲ့ company သေးလေးတွေခွဲထွက်ပြီးတော့မှလုပ်နေကြမလို့ဒါမဲ့စီးပွားရေးပြိုင်ဘက်တွေကိုတော့ data တွေအချက်လက်တွေ share ပေးရမယ်ဆိုပြီးတော့မှတော့ဆုံးဖြတ်ချက်ချလိုက်တာတရားဝင်အရှုံးရှင်းနေပြီးတော့ Google အနေနဲ့ကသူ့လက်ထက်မှာရှိတဲ့စီးပွားရေးကိုအပါမခံနိုင်တော့အတက်နိုင်ဆုံးစူးစမ်းတယ်ဒါမဲ့စူးစမ်းတဲ့လောက်လည်းဖြစ်မလာဘူးဥပမာ ChatGPT ပေါ်ပြီးတော့လှနေနေကြတဲ့အချိန်မှာ Google ဘက်ကနေ bug ဆိုတဲ့နာမည်နဲ့ chatbot ကိုထုတ်ပြခဲ့တာဒီကောင်ကိုထုတ်ပြခဲ့တော့ဆိုလို့ရှိရင်ဒီမိုပြနေတဲ့အချိန်မှာ error တက်သွားလို့ဒေါ်လာ100 billion လောက်ကိုဆုံးရှုံးသွားခဲ့သေးတယ်ဒါမဲ့အရှုံးတော့မပေးဘူးတနေ့ကြာတဲ့အချိန်မှာ bug ဆိုတဲ့နာမည်ကို Gemini လို့ပြောင်းပြီးတော့မှ image generation လိုမျိုး feature တွေပါထည့်ပေးတာစထွက်တုန်းကတော့စမ်းစာမပါတော့တောင်းသမျှပုံတောင်အကုန်လုံးထုတ်ပေးနေတာဥပမာလူမျိုးခွဲခြားတဲ့ပုံတွေလိုမျိုးပေါ့အဲ့
အဲ့နောက်မှာ Google search ကိုလူသုံးနေရမျိုးမဖြစ်ဖို့အတွက် AI overview ဆိုပြီးတော့မှထည့်ပေးလိုက်ပြီးတော့ကိုကတခုရိုက်ချလိုက်တဲ့အချိန်မှာ website တွေပါရတဲ့ဝင်နေကြမလို့ပဲနဲ့အချင်းချုပ်ပြောပြတဲ့ AI တခုအနေနဲ့ထည့်ပေးလာတာဒီ AI ကလည်းတော်တော်ဆိုးဆိုးပဲကြောက်တုံးနေစားပေးရတာတို့ပြီးတော့ pizza လုပ်တဲ့နေရတဲ့မှာကတ်တဲ့ကိုတွေထည့်ပေးရတို့ပြီးတော့ရှိသေးရဲ့ကိုဝေဆောင်မိခင်တွေကဆေးလေးတောက်ရင်ကျန်းမာရေးမထိခိုက်ဘူးဆိုတာပါသေးတယ်ပုံမှန် AI company တေးသေးလေးတစ်ခုကဒီလိုမျိုးပြန်ပြောတာလက်ခံပေးလို့ရတယ်ဆိုပေမဲ့ Google လိုမျိုး company အကြီးတစ်ခုကဒီလိုမျိုးကြီးပြောတာကြီးကြတော့ဒါရှက်စရာကောင်းတယ်လို့ပြောလို့ရတယ်ဒီလိုအရှက်တကွယ်ဖြစ်နေရတော့မှ Google ကရက်မသွားဘဲနဲ့ AI ကိုစက်ထုတ်နေသေးတာသူတို့မြတ် AI နေထဲမှာ VO3 တို့ Nano Banana လို့ကောင်းနေရတော့ဒါလူကြိုက်များဆုံးကောင်းနေပဲအဲ့တော့အခုဆိုလို့ရှိရင် Google ရဲ့ image generator က market ထဲမှာအကောင်းဆုံးဖြစ်နေပြီ Gemini ဆိုရင်လည်း ChatGPT ထက်ကိုအများကြီးတာနေပြီပြီးတော့အဲ့ဒါပြင်အောင်မှာအခုလက်ရှိ Google ရဲ့လက်ဝဲကြီးအုပ်ထားတဲ့ company တွေထဲမှာ ChatGPT တွေမဟုတ်တော့ဘဲနဲ့Nvidia, Oracle, Microsoft, AMD, Anthropic လိုမျိုး company တွေအပြင် Meta တို့ Apple လိုမျိုး company ကြီးတွေပါခံနေရပြီလက်ရှိနေတာ Google အနေနဲ့ AI နယ်ပယ်တစ်ခုလုံးမှာအများနဲ့တယောက်ပြိုင်နေရတယ်လို့ဖြစ်နေတာနိုင်လဲနိုင်နေသေးတာနိုင်အောင်မှာ image generator တို့ chatbot တို့အဲ့လိုနယ်ပယ်တစ်ခုစီမှာနိုင်နေတာမဟုတ်ဘဲနဲ့ industry တစ်ခုလုံးပါနိုင်နေတာ AI industry တစ်ခုလုံးဘယ်လိုနိုင်တာလဲမျက်လုံးနဲ့မြင်တာအောင်လို့တေချာလေးရှင်းပြပေးမယ်အခု Raro သုံးနေတဲ့ Gemini တို့ ChatGPT တို့လိုမျိုး AI model တွေအားလုံးကအခြေခံတိစောက်ပုံအဆင့်50နဲ့လုပ်ပြီးထားတာပထမဆုံးအဆင့်က hardware AI အသုံးပြုဖို့အတွက်လိုအပ်တဲ့ physical device တွေဒုတိယ product အခု Gemini app တို့ ChatGPT app တို့အဲ့လိုပုံစံမျိုးအတွက်ကိုအသုံးပြုဖို့အတွက်ထုတ်ပေးထားတဲ့ app တွေတတိယတစ်ခုက foundational model ဥပမာ Gemini 3တို့ GPT-5 တို့လိုမျိုးပေါ့လေးချက်မြောက်ကတော့ data center ဒါကတော့ရှင်းနေ AI တွေအတွက်လိုအပ်တဲ့ chipset တွေ network အတွက်လိုတဲ့ Ethernet တွေ Infinity band တွေပြီးတော့စက်ရဲ့အပူချိန်တွေကိုထိန်းပေးဖို့အတွက်လိုအပ်တဲ့ cooling system တွေနဲ့ဒါ machine learning model တွေအတွက်ရှုပ်ထွေးတဲ့ training တွေလောက်ဆောင်ဖို့လိုအပ်တဲ့ storage တွေဒီလိုမျိုး AI တွေ run နေဖို့အတွက်လိုအပ်တဲ့ຢာတွေအားလုံးကိုထည့်ပြီးတော့မှတိစောက်ထားတဲ့ warehouse အကြီးတွေပြောရရင် AI တွေရဲ့အိမ်ဆိုလို့ရှိရင်လည်းပြောလို့ရတယ်နောက်ဆုံးတစ်ချက်ကကြတော့ဒါ chip design AI တွေ run ဖို့အတွက်ကိုလိုအပ်တဲ့ chip ထုတ်လုပ်တဲ့အပိုင်းအဲ့တော့ဒီချက်၅ချက်ကိုကြည့်မယ်ဆိုရင်ဘယ်အချက်ကဘယ် brand နဲ့ကိုက်ညီလဲဆိုတာကိုတော့ပြည့်ပြည့်မိကြမယ်ထင်တယ် AI အသုံးပြုဖို့အတွက်လိုအပ်တဲ့ hardware physical device တွေမှာဆိုရင် Meta, Apple နဲ့ Samsung AI product တွေမှာဆိုရင်တော့ OpenAI ပြီးတော့ foundational model အပိုင်းမှာဆိုရင်တော့ Anthropic data center အပိုင်းမှာ Oracle နဲ့ Microsoft chip design ပိုင်းမှာဆိုရင် AMD တို့ Nvidia လိုမျိုး brand တွေကိုတော့အသီးသီးမြင်ကြလိမ့်မယ်ထင်တယ်သူတို့ကဘာလို့လဲဆိုတော့ကြတော့သူတို့အပိုင်းတွေမှာအသီးသီးဥဆောင်နေကြတာဒါပေမဲ့ Google ကကြတော့မတူအခုပြောသွားတဲ့ brand တွေလိုမျိုးဈေးကွက်တစ်ခုတည်းကိုပဲကြည့်ပြီးတော့မှနေရာယူဥဆောင်နေရမျိုးမဟုတ်ဘဲနဲ့ AI နဲ့ပတ်သက်တဲ့အဆင့်50တနည်းပြောရရင် AI industry တစ်ခုလုံးကိုပါသူကခြုံငုံပြီးတော့ဥဆောင်နေတာပို့ပြီးတော့မျက်လုံးနဲ့မြင်တာအောင်လို့ဒါအဆင့်တစ်ခုချင်းစီကိုပြပြပေးမယ်အရင်ဆုံးအခြေခံဖြစ်တဲ့ chip design မှာဆိုလို့ရှိရင်နာမည်အကြီးဆုံးနဲ့ရှေ့စွာနေဥဆောင်နေတာ Nvidiaကမ္ဘာပေါ်မှာရှိတဲ့ large language model တွေအားလုံးဒီပါဒီ Nvidia chip ပေါ်မှာပဲဒါ train လုပ်ပြီးတော့မှ run ထားကြတာများတယ်ဒါပေမဲ့ Gemini 3ပေါ်လာပြီးရဲ့နောက်ပိုင်းမှာ Google က chip တွေကိုကိုယ်တိုင်ပဲစထုတ်တော့တာတကူတော့ရှိရဲ့ဒါ Nvidia နဲ့တော့မတူ Nvidia ရဲ့ main chip ကကြတော့ GPU graphic processing unit တွေဒါပေမဲ့ Google ကကြအဲ့လိုမဟုတ်ဘူးသူကကြတော့သူ့ရဲ့ chip က TPU Tensor processing unit တွေနဲ့ထုတ်ထားတာအရင်မချုပ်ပဲပြောရရင် GPU နဲ့ TPU နဲ့ကကွန်ပျူတာ chip တွေပဲပြီးတော့သူတို့နှစ်ခုရဲ့အလုပ်လုပ်ပုံတွေကလည်းအကုန်လုံးတူတူပဲတွက်ချက်ရရကြီးပဲဒါပေမဲ့မတူတာတွက်နည်းတွေပဲ Nvidia ရဲ့ GPU chip တွေကကြတော့သူကဘလို့ချင်းနေဘလို့နီးမှာပဲဖြစ်ဖြစ်တွက်ချက်တတ်တယ် TPU တွေကကြတော့သူတို့ရဲ့ AI တွေကိုပို့ပြီးတော့ powerful ဖြစ်စေတဲ့ဒါ Tensor map တွေကိုတွက်ချက်တတ်ဖို့တော့ပဲအထူးထုတ်ထားတာGemini 3ဆိုလို့ရှိရင်ဒီ TPU နဲ့ပဲတည်တံ့ train ထားတာပေါ့အဲ့တော့ထူးခြားတာတစ်ခုကကြတော့တခြား Nvidia chip တွေပေါ်မှာ train ထားတဲ့ AI တွေအားလုံးတက်ကို Gemini 3ကပိုကောင်းနေတာဒါကိုကြည့်မယ်ဆိုရင် AI ထုတ်လုပ်တဲ့အပိုင်းမှာ Nvidia company တခုတည်းဦးဆောင်နေတာမဟုတ်ဘူးဆိုတော့ပိုပြီးသိနိုင်တယ် Nvidia အတွက်အဆိုးဆုံးအချက်က2028လောက်မှာ Google က TPU chip ထုတ်လုပ်မှု2ဆလောက်တိုးလိုက်ပြီးတော့မှအရင်ကGoogle Cloud အတွက်ပဲသုံးခဲ့တယ်ဆိုပေမဲ့အခုအပြင်ဟိုထုတ်ရောင်းမယ်ဆိုပြီးလုပ်နေတဲ့အချက် Nvidia ရဲ့အကြီးဆုံးဖောက်သည်ဖြစ်တဲ့ Anthropic လိုမျိုး company ကြီးတွေစီကိုTPU chip
စုစုပေါင်း1 million TT ကိုရောင်းချဖို့အတွက်ဒီလောက်ထားလို့လည်းပြောတယ်။ Meta တို့ပြီးတော့ OpenAI တို့နဲ့လည်းတိတ်တိတ်ကလေးဒီလောက်ဖို့စီစဉ်ထားရတယ်ဆိုပြီးတော့လည်းပြောနေကြရရှိ။ဒါတွေအကုန်လုံးကတော့ Nvidia ရဲ့အကြီးမားဆုံး customer တွေပဲ။အဲ့တော့ပထမဆင့် chipset design မှာနေကိုကဲရဲ့လော်ဝက်ကြီးအုပ်မှုကိုတော်တော်လေးခံနေရပြီလို့ပြောလို့ရတယ်။ဒုတိယပိုင်းဖြစ်တဲ့ data center ဘိုင်းမှာဆိုရင် Oracle တို့ Microsoft တို့ကအဓိကဦးဆောင်နေတာ။ large language model တွေက community အရန်လုံးရတာဆိုတော့ Microsoft လိုမျိုး data center တွေက Nvidia chip တွေကိုအများကြီးသုံးပြီးတော့ warehouse တွေဆောက်ပြီးရင် OpenAI လိုမျိုး company တွေစီကိုသူတို့ရဲ့ဒီ model တွေ train ပေးဖို့အတွက်ကိုပြန်ပြီးငှားစားကြရရှိတယ်။အဲ့ဒီဘိုင်းကိုလည်းကိုကဲကလိုက်ပြီးလုပ်နေသေးတယ်။ဒါပေမဲ့မတူတာတခုက Microsoft တို့ Oracle တို့ဆိုတာကြတော့ဒီသူများစီကနေ chip တွေဝယ်ပြီးတော့လှုပ်ဆောင်နေရတဲ့အချိန်မှာကိုကဲကကြတော့ကိုပိုင် chip နဲ့လှုပ်ဆောင်နေတာ။အဲ့တော့ဒီ Microsoft လိုမျိုး data center ကြီးကဘလောက်ပဲထိတ်ဆုံးရောက်နေပဲပြောchip တွေဝယ်ဖို့အတွက်ကုန်ကြမဲ့စရိတ်ပြီးတော့အဆောက်အဦဆောက်လုပ်တဲ့စရိတ်တွေလုပ်ငန်းသုံးပစ္စည်းကိရိယာတွေနဲ့ AI တွေ run ဖို့အတွက်လိုအပ်တဲ့စွမ်းရည်တွေကုန်ကြမဲ့စရိတ်တွေပြန်ပေးရမျိုးရှိ။အဲ့တော့ကျင်းတဲ့အမြက်ကလည်းပါတယ်။ကိုကဲကကြတော့ကိုပိုင် chip နဲ့ဆိုတော့ Nvidia လိုမျိုး company တွေစီကနေ chip တွေဝယ်နေကြမလို့အဲ့လိုမျိုးဝယ်နေကြမလို့တော့ design တွေ hardware တိစောက်ပုံတွေမှာစိတ်ကြိုက်ပြင်ဆင်လို့ရတယ်။ဒီလိုမျိုးပြင်ဆင်လို့ရတော့တခြား data center တွေလိုမျိုး energy waste ဖြစ်တာတွေတို့မလိုအပ်ပဲငွေကုန်တာမျိုးတွေမဖြစ်တော့ဘဲနဲ့အမြတ်အစွန်းနည်းနည်းများမယ်။ပြီးရင် Microsoft တို့ Oracle တို့ထက်ကိုဈေးပို့ချိုရင်ချိုလို့ရတယ်။အရေးအတွက်များများနဲ့ပုံငှားခြင်းလည်းငှားလို့ရတယ်။အဲ့တော့ data center ဘိုင်းမှာလည်းကိုခဲကလှုပ်ချင်တယ်လို့လှုပ်လို့ရနေ။နောက်တစ်ချက်က GPT-5, Veo3, Sora, Gemini 3လိုမျိုး foundational model တွေအစပိုင်းတော့ GPT 3.5, GPT 4လိုမျိုး foundational model ကောင်းကောင်းနဲ့ OpenAI က market ကိုကောင်းကောင်း lead လုပ်နိုင်ခဲ့တယ်။ GPT 5မှာကျတော့လူတွေအကြိုက်ကို line မလုပ်နိုင်တော့ဘဲနဲ့ဈေးကွက်နေရမှာတဖြည်းဖြည်းချင်းနဲ့နေရာဖယ်ပေးနေရတယ်လို့ဖြစ်လာတယ်။တစ်ဖက်မှာလည်းကိုကဲက video နဲ့ image generation model တွေကိုလူစိတ်ဝင်စားမှုများပြီးတော့မှစိတ်ကျဉ်နှံ့လောက်တဲ့အထိကိုထုတ်ပေးနိုင်လာတယ်။ဥပမာ Nano Banana တို့ Veo3 တို့လိုမျိုးပေါ့။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလလောက်ကမှထုတ်ပေးခဲ့တဲ့ Gemini 3ဆိုရင် GPT-5 ထက်ကို benchmark တော်တော်များများမှာအတားကြီးကိုတာနေတာ။အဲ့တော့ foundational model ဘိုင်းမှာလည်းကိုကဲကတာနေရဆိုတဲ့ပုံစံမျိုး။နောက်တစ်ခုက productအခုလက်ရှိဖုန်းတွေကွန်ပျူတာတွေမှာမြင်နေရတဲ့ Gemini တို့ ChatGPT တို့လိုမျိုး app တွေကိုပြောချင်တာဒီလိုမျိုး product တွေမှာဆိုလို့ရှိရင် category လိုက်အများကြီးရှိတယ်။ဥပမာ lifestyle တို့ gaming တို့ social media နဲ့အခုပြောနေတဲ့ chatbot တွေပေါ့။ chatbot product မှာဆိုလို့ရှိရင်ဒါ OpenAI နဲ့ကိုကေကတော့အပြိုင်ဆိုင်ပဲ။ DeepSeek တွေတခြားဘာတွေညာတွေကတော့လူသိမ့်မသုံးဆိုတော့ထည့်မပြောတော့အခုလက်ရှိသတင်းတွေက ChatGPT active user 900 million လောက်ရှိနေပြီးတော့ Gemini မှာက650 million လောက်ကိုရှိနေပြီတကူရှိတာက Google ရဲ့ product တွေမှာ chatbot တခုတည်းမဟုတ်ဘူး OpenAI မှာကျတော့ Sora, ChatGPT Atlas လောက်ပဲရှိနေတဲ့အချိန်မှာ Google ရဲ့ဒီ product တွေမှာကျတော့အခုမြင်နေတဲ့အတိုင်းပဲပြောရရင် Google ရဲ့ product ဘိုင်းနဲ့ ecosystem ဘိုင်းကိုကမ္ဘာပေါ်မှာရှိတဲ့ဘယ် company မှရှင်းလို့မရနိုင်ဘူးနီးစပ်တာဆိုလို့အပဲတခုပဲရှိမှာအဲ့တော့ဒီလိုမျိုး product တွေအများကြီးကိုမှရှိသမျှ product အားလုံးဒီပါကို AI နဲ့သုံးလို့ရအောင်လုပ်နိုင်သေးတာဆိုတော့ဒါ product ဘိုင်းမှာလဲ Google ကအနိုင်လို့တောင်ပြောလို့ရတယ်နောက်ဆုံးတစ်ခုက hardware AI နဲ့အသုံးပြုဖို့အတွက်အလိုအပ်ဆုံး device တွေပေါ့အခုလက်ရှိမှာတော့ AI နဲ့သုံးဖို့အတွက်အကောင်းဆုံး device တွေကလူတိုင်းလက်ထဲမှာရှိရဖုန်းတွေပဲဒါလည်း Google လက်ထဲမှာရှိရပဲအစပိုင်းမှာလူသိမ့်မကြိုက်သလိုရှိရဆိုပေမဲ့နောက်ပိုင်းနေမှာကျတော့ Google ရဲ့ Pixel ဖုန်းတွေကိုလူတွေတော်တော်များများသုံးလာကြတယ်နောက်ပြီးတော့ AI glass တွေကိုလည်းဒီနေ့တွေထဲမှာထပ်ထုတ်ဖို့ရှိရဆိုပြီးတော့လည်းအတန်ကြီးကြားနေရတယ်အဲ့တော့ဒီ hardware ဘိုင်းမှာလည်း Google ကလုံးဝမခေတော့ဘူးလို့ပြောရမယ်ဆိုတော့ရှေ့ကပြောသွားတဲ့အတိုင်းပဲ AI လို့ပြောလိုက်တာနဲ့ဘယ်ဘိုင်းကိုပဲကြည့်လိုက်Google ကဦးဆောင်ပြီးတော့မှနေရာယူနေပြီနိုင်လဲနိုင်နေပြီလို့တော့မှပြောလို့ရတယ်အဲ့တော့တခုစဉ်းစားရမှာကနောက်ပိုင်းနေမှာရောဆက်ပြီးတော့နေရာယူနိုင်အောင်မလားဘယ်လိုမျိုးတိုးတက်အောင်မြင်မှုတွေဆက်ပြီးတော့ရှိလာနိုင်မလဲဘယ်လိုမျိုးကြာရှုံးမှုတွေနဲ့ရောကြုံလာရအောင်မလဲဆိုတာကိုတော့ကိုယ့်ရဲ့အမြင်လေးတွေခေါင်းမှာပြောသားပေးပါအောင် right ပါနောက်တဲ့စိတ်ဝင်စားအောင်တဲ့ view နဲ့တူပြန်လာခဲ့ပါမယ်